不让老干的漂亮，不要的。နေပါအဲ့ဒါတော့20လားဟိုဟာနေနေပါ20လားဆိုတောင်းလေးတောင်ပဲဟိုဟာဆိုလဲ15ကျပ်သားဆိုလဲ85ရယ်ဟိုဟာ38ရယ်ဆိုဘယ်လောက်ကြာ85 40ပဲထားတာ7500 17နဲ့17 300ပေါ့ဟိုဟာအဲ့ဒါပြရဟိုလားအမိုးတော့ရောက်နေဆိုသွားဖြတ်ချင်တော့အဲ့နဲ့ဘိုက်သားလည်းပါလို့ဆိုအဲ့နဲ့ဆိုတာမိုးအဲ့ဒါသူကဟိုဖြစ်ပြီးမိုးလို့ရရင်ငါ6ကအဲ့ဒါတော့ကျောင်းတိုင်းကိုမတင်မဲနေရလေအခုဒါပြက်ဟိုဖြစ်တယ်ဆိုတင်လိုက်အဲ့ဒါဆက်ဆောင်နေဆက်ပြီးဟုတ်တယ်မင်းလည်းကျုံရောလို့ဟုတ်တော့တော်လာပါမင်းရောလွတ်ပဲဒါမှခဏအကျော်ဝင်လာအောင်မထွက်ဘူးဟမ်ဟုတ်ပါလားဒီမှာပြရတယ်ဒီကတော့ဆောင်းလာတယ်ကျုံမရောက်တဲ့ဆိုင်အောင်ပါ
ပြီးတော့မှကောက်ချတာပေါ်တက်သွားမယ်ဟုတ်လားဟုတ်ကဲ့ဒီမလေးဝတ်ထုတ်လာလို့တယ်လေညာဒီလည်းဒီတော့လည်းဒီတယ်ဟုတ်လားကြာဘူးဒီကဖြစ်တယ်။ဒါကသူမမွေးရ။အပြမစကားလည်းလေ။ရိုသေစွာကြီးညိုနာယူနေကြကုန်သောသူတော်ကောင်းတို့အားဒါဗမင်္ဂလံလုံးစုံများစွာကျက်သည်မင်္ဂလာပေါင်းသည်ပွားသည်ဖြစ်ပါစေတည်းဒါဗဒေဝတာလုံးစုံကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့သည်သက္ကန္တုအမြင့်တာကျမ်းမာလို့ဆန္ဒပြီးလုံစည်းပွားကံစည်းပွားတိုးတက်သည်နှင့်ဒေဝကအန္တရာယ်ခံသွယ်သွယ်လေးကဝေးရန်ဆောင်ရှောက်ကြပါစေကုန်သတည်းသာဝဓမ္မနုဘဝေနအလုံးစုံသောတရားတော်တို့၏တကူတည်သောအာနုဘောတော်ကြောင့်သဒ္ဒါဘာကတိသုတိကိုရောစိတ်ပါသာဝမင်္ဂလံလုံးစုံများစွာကျက်ပြီးမင်္ဂလာပေါင်းပြီးပွားပြီးဖြစ်ပါစေတည်းသာဝဒေဝတာအမြဲတမ်းကျမ်းပါလို့ပြောပါသည်လောကီဝကံစီဝလူတဲ့ဒီတွေဒေဝဘအန္တရာယ်တွေတွေကိဝေးရဆောင်ကြပါပါဟိုလုံးဒီလူအသက်ရှိအောင်ရွတ်ဆောင်နေကြပါစေကုန်သတည်းဘုရားရှိဒုက္ခမမုစ္ဆန်သူလူကင်းကြပါစေကုန်သတည်းယာဒနာတသဗ္ဗတိတော်အကျေကျေရတဲ့ရတဲ့စီသိင်္ချမ်းသာဥစ္စာမှာဘာဝိကိစ္စလူမလူကင်းကြပါစေကုန်သတည်းကာမတကကံသာလေးဘုရားဥစ္စာရှိကြပေကုန်၏ဥဒတိမာယာတိတာယပစ္စည်းမာယာတိတာယဧတိမာယာတိတာယဥပရိမာယာတိတာယသဗ္ဗေတတာသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓသဗ္ဗေပုဂ္ဂလာသဗ္ဗေအတ္တဘာဝပရိယပါဏာသဗ္ဗေဣတိယောသဗ္ဗေပုရိသသဗ္ဗေရိယသဗ္ဗေနရိယသဗ္ဗေဒေဝသဗ္ဗေမနုဿသဗ္ဗေဝိနိပါတိကာဝေရဘုဒ္ဓအပြပစ္စာဘုံတုအနိကဘုဒ္ဓသုခိအတ္တနာပိကာဥက္ကမံသတုယတာနတ္တသဗ္ဗတိတော်မာဝိကိစ္ဆာဓမ္မတကာ
စဉ်တို့သည်အလုံးစုံကုန်သောဒီဝနာတို့သည်သာပေအလုံးစုံကုန်သောမနုဿာတို့သည်သာပေအလုံးစုံကုန်သောဝိသိပါတိကပေလီဘုံသားတို့သည်ဝေရာကိုတွင်ကိုပါညာမရှိကြကုန်သည်ဘုံလူဖြစ်ကြပါသည်ဒါပင်သာဆို၏လောကပြပါတာမရှိကြကုန်သည်ဘုံလူဖြစ်ကြပါသည်ကုန်သည်နေကစေဘာမရှိကြကုန်သည်ဘုံလူဖြစ်ကြပါသည်ကုန်သည်ကိုယ်ကေကိုစိတ်နဲ့ပြကြမ်းမှလို့ခံစားခြင်းရှိရဲ့အာဒါနခန္ဓာကိုအာဒါနကိုပြိတာသူအသက်ရှိအောင်ရွတ်ဆောင်ကြပါသည်မာရိကိစ္စတို့မလုပ်ကြပါ